လန်ကအန်တဲကင်းလေနံပါတ် B ပဲဖြစ်ပါတယ်နော်6ကဏ္ဍကိုတွေ့အောင်ရှာပါမေခွန်းနှစ်ခုလုံးကိုဖြည့်နိုင်ခဲ့တဲ့ဆိုရင် screen လေးကို double tap play လုပ်ပေးနော်မေခွန်း3က comment option ကိုကြာနေပြီးတော့ကိုကြိုက်တဲ့ emoji တစ်ခုကိုပို့ခဲ့ပေးပါဒီဟာကိုပဲပို့ခဲ့ပေးတယ်ဆိုရင်တော့မှန်ပါတယ်အကောင့် follow လုပ်လိုက်ရင် profile ပုံကရတယ်ဆိုတာတကယ်ချင်းတို့သိပါသလားမေခွန်း4က share ခလုတ်ကိုနေပြီးတော့ mode option ထဲဝင်မယ်ဆိုရင်ပထမဆုံး app ကပဲတစ်ခုကိုမြင်ရလဲ Messenger ကိုမြင်ရတယ်ဆိုရင်တော့ဒီဗီဒီယိုလေးကို favorite တက် save လိုက်ပါနော်မေခွန်းနောက်ဆုံးကတော့10%မှာ9%လောက်ပဲဖြစ်နိုင်မှာထင်ပါတယ်ဒီအဝိုင်းမှာဘာကရန်တွေမြင်ရလဲမြင်ရတဲ့ကဏ္ဍလေးကို comment လေးမှတ်ခဲ့ပေးနော်